Sorry, Giardo. No, we better not low be sura. Kanawa she needed a she deal, she mounted thee. Look how you do your look. Girl Kanama very tabiro. Do you have a washi? Do look now, sound you. My name is the Jewish young Lenny, that's all the other good. Tell do a bit more beauty in it. How be in the wall thing. How be in the wall thing in the chamber. Tis the body at the hoofa. Mimi Turuba Pogo the wood dear. Low song dear Mahouda, the Wawa dear will. Telo leve Junti Tower. Now Taga Lila. Tis the Wawa dear Manduha. Kanaelu for Sitare. Yuna Dwema Ro. Tis the Wodiani never seen it away. Now Tadaka, you Dimuya. Tashi dear, she mounted. Maybe do a thing, Yam, look at you to Jara Chip. The maybe do a long answer, yes, have below Lila Chido. Tis the Wawa dear with Pope and Jesura. Mano money. The great DC Bido, Kaimani, the Lord of Maho. You shall be only Piasidore for it. Hogyan the Vodia Amandia Parmato Hog. King Kaimara the Wom Machine, get that water of Mamma. Tabia Kanama Amandiadi, get there the wall, Vanessa Mamma. Amazondia. Vanessa to the Pierre. Bake house of Kanamashi. Young lemon water to Tata Manka. How it is her? Mapiang Lim, Piede the war, Pietave. Piede the war in Matizana Mapau, Kaimara Mapau. Longwa Abba water. Juzia, Gizia, Vizia, Mazia, Partizon de Zama, Machang. Oh, Chobia Pisidora.
စီရုထောဘတ်တို့မီးလောင်သလိုပြာတော်မကြောင်အစပြောက်ပဲအဲ့ဒါပရမအိသတရွတ်တော့တမောမောတရှိချင်းတသုတ်လို့ဖောက်ပြန်လာတော့ဟုတ်တယ်အဲ့ဒီဖောက်ပြန်တဲ့သဘောဒီပင်လဲလုံးဝချုပ်ဆုံးကွယ်ပြောက်တဲ့အထင်ကမှလို့ဖြစ်ခန္ဓာမှာအမှန်ဆုံးရှိတာဟာပြည့်တဲ့သဘောဖောက်ပြန်တဲ့သဘောဒီအမှန်တရားဆိုတဲ့ပရမတ်ပဲသိတတ်တဲ့သဘောဒီအမှန်တရားဆိုတဲ့ပရမတ်ပဲဒါအမှန်ဆုံးလားဆိုတော့အဆုံးထိအောင်တော့မမှန်ဘူးဘာကြောင့်လဲဆိုတော့ဖောက်ပြန်တဲ့သဘောပြက်တဲ့စီကိုပြောင်းလဲသွားသေးတာသူတီတီတက်တက်နဲ့မှန်ကန်နေတာမဟုတ်သိတဲ့သဘောလည်းအာယုံကိုသိပြီးတော့ပြက်တဲ့စီသွားသေးတာရုပ်တရားဆိုတဲ့ဖောက်ပြန်မှုနာမ်တရားဆိုတဲ့သိမှုခန္ဓာမှာဖွဲ့စည်းထားတော့ဟုတ်တယ်ဒါလို့ခန္ဓာရဲ့အမှန်ဆုံးတော့မဟုတ်သစ္စာထိုက်ရလောက်အောင်မဟုတ်ဘူးသစ္စာရဲ့အခြေခံတော့ဟုတ်တယ်ဖောက်ပြန်တာသစ္စာရဲ့အခြေခံအမှန်တရားရဲ့အခြေခံအမှန်တရားဖြစ်ဖို့ तू ကအစပြုတာပဲသိတတ်တဲ့သဘောနန္တရားသည်အမှန်တရားသစ္စာရဲ့အခြေခံသူအခြေပြုလိုက်တဲ့အတွက်အမှန်ဆုံးကိုသိသွားဒါကြောင့်ဖောက်ပြန်တဲ့သဘောကြီးဆက်ပြီးတော့လေ့လာကြည့်မငြိမ့်သက်ပြောင်းလဲချက်ကစပြီးတော့ချုပ်ပြောက်ပစ္စည်းတဲ့စီကြောက်ပါလုံးဝအစနာအကျွမ်းကြံမရှိဘူးလုံးဝပြည့်တော်တဲ့သဘောခန္ဓာရဲ့သဘောဒီမှာဆုံးလာတယ်လုံးဝချုပ်ငင်းတဲ့သဘောပဲတောင်းမို့ရူပါအတ္တိနဝအတ္တနိနဝသုံးညဖောက်ပြန်တဲ့သဘောဟာငါဟုဟူသောအစွဲမမ၎င်းအတ္တနိနဝငါဟုဆိုဟူသောအစွဲမမ၎င်းသုံးညသက်သက်မရှိသုံးဤစိတ်ကိုယ်ဆုံးထုတ်ပြောက်တဲ့သဘောဒါကလည်းအမှန်ပဲဒါကြောင့်သစ္စာဆိုတဲ့တရားမှာတထာအဝုတထာအနိညထာတထာဆိုတော့မှန်ကန်တဲ့သဘောအဝုတထာမချုပ်မယွန်းတဲ့အမှန်သဘောအနိညထာဟောပြန်ပစ္စည်းတဲ့သဘောတရားနေပြီးတော့ပြောင်းလဲပြီးတော့တစ်မျိုးတစ်ပုံဖြစ်သွားတယ်လို့ထုံးစံမရှိဘူးဓမ္မသစ္စာထိုက်တဲ့တရားတောင်းဖောက်ပြန်တယ်လို့သိတာပရမတ်ကိုသိတာပြည့်တယ်လို့သိတာအဆုံးစွန်သစ္စာထီအောင်သိတာတောင်းသဘာဝတရားတို့ဖောက်ပြန်မှုမိမိတို့ခန္ဓာမှာအမှန်တကယ်ရှိတယ်အရှိသဘောအနေနဲ့တည်ထားပြီးတော့မှဒီသဘောတရားဆက်လေလာလို့ပြည့်တဲ့စီရောက်ရင်ဒါဝိပဿနာဉာဏ်ကနေပြီးတော့သစ္စာဉာဏ်ထီအောင်သွားတယ်အပြည့်ကိုရှုပြီးပြည့်တဲ့သဘောပြည့်တဲ့သဘောအပြည့်ကိုရှုသွားမြတ်စွာဘုရားလည်းဒါချုပ်ပြီးတော့မိန့်တော်မူသဗ္ဗေသင်္ခါရအနိစ္စအာလုံးသောဘုံသုံးပါးရဲ့ရှိတဲ့ပြုခြင်းပြင်းခြင်းမကင်းတဲ့ဘုဒ္ဓသာတသင်္ခတဒီသဘောတရားအာလုံးဟာ
ပြည့်နေတယ်ဓမ္မိမတို့ရဲ့ခန္ဓာအပါဝင်သင်္ခါရလောကတတ္တလောကဩဃသောလောကအားလုံးအနိစ္စပြည့်နေမိမိရဲ့အနိကဆုံးအသိနိုင်ဆုံးဆိုတဲ့ခန္ဓာကိုယ်ရဲ့အပြစ်မြင်ရင်အပြင်ပပဝဉ္ဇဉ်စပြီးတော့တတ္တလောကသင်္ခါရလောကဩဃသောလောကအားလုံးဟာလည်းပဲဒီပုံဒီနည်းပဲဒါသိတော့တော့အရင်ကဖြစ်တဲ့မိမိခန္ဓာကိုယ်ကြည်ညက်အောင်ကြည့်ဒီခန္ဓာရဲ့သဘောတရားဖောက်ပြန်မှုအပြစ်မြင်နေအားလုံးသောဘုံသုံးပါးလေးဒီလိုပြည့်နေတာပဲမြတ်စွာဘုရားသဗ္ဗေသင်္ခါရအိဋ္ဌာလို့ဟောအနောအတိသသဗ္ဗအတွင်းကြံမရှိတော့ဟောတဲ့သဗ္ဗပြုအဲ့ဒါသူဟာနဲ့သူခန္ဓာကတော့ပြည့်နေတာပဲသူလမ်းစဉ်နဲ့သူပဲကိုယ်ကခုလိုရှုမှကြည့်မှသူ့သဘောကိုသိတယ်ဒါကြောင့်လည်းမြတ်စွာဘုရားယရပညာပတ္တိအကျဉ်းခါမှဉာဏ်နဲ့ကြည့်ထိုခါမှပြည့်တယ်လို့သိပါတယ်ဒါသူ့ငကူပြည့်နေတဲ့အပြစ်ကိုသွားပြီးတော့သိတဲ့ကိစ္စယရပညာပတ္တိဒီသဘောတရားတွေဒီလိုပဲပြည့်နေပါတယ်လို့ဉာဏ်နဲ့ထပ်ခါတက်ကကြည့်လို့ခန္ဓာတစ်ခုလုံးမှာပြည့်တဲ့သဘောကိုချိန်ဖော်များစွာသိလိုက်အထနိဗ္ဗာန်ဒီဒုက္ခဖြစ်တာပြည့်တဲ့သဘောပေါ်ညှိငွေ့တာတော်ရမှုကင်းလာပြည့်တဲ့သဘောကလည်းဖောက်ပြန်တဲ့သဘောတွေသိတဲ့သဘောတွေဒီယုံတော့ခန္ဓာဆိုတဲ့သဘောတရားအလုံးကိုပြည့်တယ်ဘုံလုံးဝမှာယုံတော့ခန္ဓာသဘောတရားလိုလိုတခြားဘာမှမရှိမိမိတို့ဒီပြည့်တဲ့သဘောကိုမြင်တော့ဒီအပြည့်ပေါ်မှာညှိငွေ့ပါတယ်ဆိုရင်ဘုံလုံးဝဖြစ်ရှိနေတဲ့သဘောအလုံးအပြည့်ရှိတယ်ဘုံလုံးဝလုံးကိုညှိငွေ့ဆိုတယ်တူတူဒါကြောင့်မိလင်းနာပညာနိဗ္ဗာန်သစ္စိကရဏပြဿနာမှာမိမိခန္ဓာကိုယ်သဘာဝတရားပြည့်ကိုမြင်တော့ဘဝေတုနိဗ္ဗာန်တတိဘုံသုံးပါးတို့ဘာလဲအပြည့်ကြီးပဲမြင်လို့ဘုံသုံးပါးလုံးမှာညှိငွေသွားမယ်ဒါရချောင်းဆိုတဲ့သဘောတရားတကယ်တော့ကိုယ်ခန္ဓာရဲ့အပြည့်ကိုကိုယ်ကြည်ညက်အောင်သိလို့အဲ့လိုအပြည့်တွေကိုယ်ခန္ဓာမှာညှိငွေလောက်အောင်ဒလသပြည့်တာမြင်တော့ယောဂီဒီဘာလို့အောင်လဲဆိုရင်မြတ်စွာဘုရားကတော့ဧသမကောဝိသုဒ္ဓိယဒါဆက်ပြီးလာသိတော့ပါဒီသဘောတရားသာထပ်သိသွားဓမ္မိမိကိလေသာစင်ကြယ်တဲ့သဘောတရားစီရောက်ဖို့သွားတဲ့လမ်းကြောင်းတော့ဖြောက်နေပြီဒီလမ်းကြောင်းကိုရောက်ပြီလို့မြတ်စွာဘုရားစိတ်ချလက်ချလမ်းကျွန်းပြပြီးတယ်ဒီရင်မဲ့မြတ်စွာဘုရားဟောတာလူငါအနေနဲ့တော့ဘုံလုံးမဖြစ်ရှိတဲ့သဘောတရားအလုံးဒီပြည့်နေတယ်ဉာဏ်နဲ့ကြည့်ပါကိုယ်ခန္ဓာစကားစပြီးတော့မိမိခန္ဓာရဲ့ယုံနာအတိုင်းပဲအပြင်ဘက်ကသတ္တဩဃသဒီလောကတွေလေဒီလိုယုံနာနေပြည့်တယ်ဟောက်ပြန်တဲ့သဘောကြည့်လိုက်လေအပြည့်ပဲသိတဲ့သဘောနှလုံးသွင်းကြည့်လို့လေအပြည့်ပဲအလုံးပြည့်နေတယ်ကိုယ်ခန္ဓာရဲ့သဘာဝအပြည့်ကိုမြင်တော့ဘုံသုံးပါးရဲ့အပြည့်ကိုလည်းသိပါတယ်အဲ့လိုသိတော့ဒီအပြည့်ပဲရှုစရာကြည့်စရာဒါပဲရှိတာပြည့်တဲ့သဘောထပ်ပြီးတော့သိတယ်
ဖောက်ပြန်တဲ့သဘောတွေပြည့်နေတာသိတဲ့သဘောတွေပြည့်နေတာအားလုံးသောယုံနာဖွဲ့စည်းအားလုံးကတော့ဒီလိုပဲချုပ်ဆုံးကုန်ပြောက်ပြီးပြည့်နေတဲ့သဘောတွေထက်ကတကသိရဲ့အဲ့ဒီအသိနဲ့ပဲရှေ့လျှောက်သွားပါအဲ့ဒီအသိနဲ့ပဲခန္ဓာကိုယ်သစ္စာဆိုတဲ့တရားအမှန်တရားအပြည့်တူပရိညာဆိုတဲ့ပိုင်နိုင်မှုရှိသွားတကယ်ပြည့်တယ်ပြည့်ပဲဒီပြည့်ကလွယ်ယူတခြားမရှိဘူးပြည့်တဲ့သဘောပဲယုံနာခန္ဓာတစ်ခုပါယူเสียရเสียမရှိတော့အောင်သိဓာဒီလမ်းစဉ်ကနေပြီးတော့သွားရင်ဒီလမ်းဆုံးရောက်ပဲကိုယ်လမ်းစဉ်မှန်မှုလမ်းဖြောက်မှုလိုအပ်မိမိရောက်ရမယ့်နေရာကြိုတင်ပြီးတော့စိတ်ဝင်စားဖို့မလိုဘူးမိမိသွားမဲ့လမ်းစဉ်ကိုမှန်မှန်ကန်ကန်သွားနိုင်မှုယူဆိုင်ပါဖောက်ပြန်တဲ့သဘောပြည့်နေတယ်ဖောက်ပြန်တဲ့သဘောဒီအမှန်ပဲပြည့်တဲ့သဘောဒီအမှန်ဆုံးပဲခန္ဓာရဲ့အမှန်တရားပရပတ်ကိုရှုကြည့်လေ့လာသွားတဲ့အတွက်တရားအထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဝိပဿနာတရားအထုတ်တဲ့ယောဂီပုဂ္ဂိုလ်များရဲ့ထိတ်တန့်လိုအပ်ချက်ဖြစ်တဲ့သစ္စာသိမှုဒါခန္ဓာမှာတွေ့သစ္စာဆိုတာအမှန်တရားအမှန်ဆုံးဖြစ်တဲ့တရားဒီခန္ဓာမှာကြည့်လို့ပြည့်တယ်ပြည့်တဲ့သဘောရှုတဲ့နေရာမှာလမ်းညွှန်ချက်ပေးထားဖောက်ပြန်တဲ့သဘောတစ်ခုရဲ့အပြည့်ကိုပြည့်တဲ့သဘောလို့သိသွားတာအနိစ္စညာဒါသစ္စာကိုသိဖို့ပြောပြီပြည့်တဲ့သဘောပဲအပြည့်ကိုသိပါဠိရတော့အနိစ္စညာခန္ဓာဒီဖောက်ပြန်မှုသဘောတရားဒီအားလုံးနဲ့တည်ဆောက်ထားတဲ့ခန္ဓာဒီပြင်ဖောက်ပြန်မှုတစ်ခုနှလုံးသွင်းကြည့်တယ်ဖောက်ပြန်တဲ့သဘောပြည့်ထားကိုတွေ့တော့ပြည့်တယ်လို့တစ်ခါသိတယ်အနိစ္စညာအပြည့်ကိုသိပါတယ်ခန္ဓာတစ်ခုလုံးကဖောက်ပြန်မှုအားလုံးနဲ့ဖွဲ့စည်းထားတော့ဖောက်ပြန်မှုသဘောတရားကိုသိတိုင်းအပြည့်ကိုရှုမိတဲ့အခါမှာအနိစ္စညာအနိစ္စညာအနိစ္စညာပြည့်တယ်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 လို့ပြည့်တယ်လို့ဒီမှာတရားအားထုတ်ကိုညွန်ပြတဲ့နေရာမှာဒီအပြည့်ရှုတတ်တဲ့ယောဂီရှိပါတယ်ရှုစရာလည်းဒီအပြည့်ကလွယ်လို့တခြားမရှိပါဘူးသိနေပါပြည့်တဲ့သဘောပြည့်တယ်လို့ပြည့်တယ်အနိစ္စညာဖြစ်မြတ်စွာဘုရားတိုက်တွန်းချက်ချိန်ဖန်မြတ်စွာကြည့်ပါထက်ခါတခါသိပါဘာကြောင့်ပါလဲမိမိတွေ့နေရတဲ့သိနေရတဲ့ရှုပ်နေတဲ့ပြည့်တဲ့သဘော
ခိုင်အမာယုံကြည်ခြင်းရအောင်ကြည့်ခိုင်းနောက်ရှုပြန်ပြီဖောက်ပြန်တဲ့သဘောတခုပြည့်ပြန်ပြီဖောက်ပြန်တာပြည့်ဖို့ပါလားဖောက်ပြန်တယ်လို့သိလျက်တာအစရုပ်ပရမတ်တို့ရဲ့အစပြည့်တယ်လို့သိလျက်တာအဆုံးပဲဥဒိယဘုရားဆိုပါဠိကဒါနာမည်တက်ဖောက်ပြန်မှုသဘောတရားဖောက်ပြန်တယ်ပြည့်တယ်စနဲ့ဆုံးဖောက်ပြန်တာမှန်မဲ့ပြည့်တယ်စီမှာဆုံးသွားတာခန္ဓာဒီဖောက်ပြန်လိုက်ပြည့်လိုက်သဘောတရားပဲရှိပါလားအပြည့်ကိုသိတဲ့အနေစာညာအနေစာညာအနေစာညာခန္ဓာမပြည့်တော့ဖောက်ပြန်တဲ့သဘောတိုင်းအနေစာညာဖြစ်ပြည့်တယ်ကိစ္စစိတ်ငြိမ်မှုသဘာဝကောင်းကောင်းနဲ့ခန္ဓာကိုခြုံပြီးတော့ကြည့်တော့ခန္ဓာတစ်ခုလုံးမှာတဖွာဖွာတလုံးလုံးတရှိရှိတမောင်းခေါင်းကိုခြေလက်နှွေးမစီနှလုံးမသွန်းတော့ခြားရီတရော့ရော့ဖြစ်နေတဲ့တောင်ကူကြီးလူမငြိမ်မသက်ပြောင်းလဲပျက်စီးနေတာတွေ့ခန္ဓာရဲ့အနှစ်သာရခန္ဓာရဲ့အဓိကကိစ္စဒါပဲဘာမှမရှိပုဂ္ဂလသတ္တမိမောင်ချက်ပုဂ္ဂိုလ်သတ္တဆိုလုံးဝကင်းစိတ်နေတဲ့သဘောဘာမှမရှိသဘာဝတရားအမှန်ကိုဉာဏ်ကသိလေလေပုဂ္ဂိုလ်သတ္တပျောက်ဉာဏ်ရင့်ကျက်လေလေခေါင်းကိုခြေလက်စတဲ့အင်္ဂါစိတ်ပိုင်းလုံးဝမတွေ့ရှိပင်ရှိသောလည်းပဲသဘာဝတရားဖွဲ့စည်းပဲလို့မြင်တော့ပရမတ်ဆိုတာကြာလေတွေ့တာပြဉ္ညာဆိုတာကြာလေပျောက်တာဒီတော့အမှန်တရားကိုမိမိဆိုစပြီးတော့ခန္ဓာမှာတွေ့ကြရသူရင့်ကျက်ပြီးတော့အသိများလောက်အောင်ပဲခန္ဓာလေ့ကျင့်သွားအသိများလာလေလေယုံကြည်ခြင်းရလေလေခန္ဓာကိုအသိကျင့်ညက်လေလေယုံကြည်ချက်ခိုင်မာလေလေဖြစ်တယ်ဒါကိုယ့်အကူနဲ့လေ့ကျင့်လို့ကိုယ့်အကူနဲ့သိလာတဲ့ကိစ္စခန္ဓာရဲ့ဖောက်ပြန်တဲ့သဘောတွေတော်တော်လေးသဘောပေါက်သွားပြည့်တဲ့သဘောလေးတော်တော်လေးရှုမိတော့ခန္ဓာကိုခြုံပြီးတော့နှလုံးသွင်းတဲ့အခါမှာအားလုံးပြည့်ပါလားပြည့်တဲ့သဘောကလို့တခြားဘာမှမရှိပါလားဒုက္ခသစ္စာဆိုတာဒါကိုပြောတာဩသတ္တဒုက္ခသစ္စာဆိုတာကိုယ်ခန္ဓာရှိနေတဲ့အရှိကိုကဒုက္ခသစ္စာယူစရာရစရာမရှိတော့အောင်ဆင်းရဲတာမှန်ပဲလို့ကိုယ်ကဒီလိုအနဲ့တိတ်ကိုမသိတာပဲရှိတယ်ခန္ဓာပေါ်စည်းထားတော့ဒုက္ခသစ္စာအခုလေ့လာတော့သိဟောက်ပြန်ပြီးတော့ပြက်နေတဲ့သဘောတရားအားလုံးအပြက်တွေစုနေတဲ့ခန္ဓာကြီးဘယ်နေရာကဘယ်အစိတ်ပိုင်းကဘယ်ဘက်ကမှယူစရာရစရာဆိုတဲ့ကရှုပကနတ္တိယူစရာရစရာလုံးဝမရှိပါဘူးလူကျင်စရာနှစ်သက်စရာလည်းလုံးဝမရှိတဲ့တဲ့ဒုစရိတ္တသုံးရပဲအချင်းကြီးပဲသတ္တဝါနှစ်သက်တော်တာမှုမြင်တဲ့နေရာကြားတဲ့နေရာမှာဒါဟုအောင်ပြုဘုခန္ဓာကို
အသိဉာဏ်နဲ့ဆံပြချင်ရလေ့လာကြည့်ယူရရစရာမတွေ့တဲ့အတွက်လေ့လာတဲ့ဉာဏ်ခန္ဓာပေါ်မှာအနိစ္စရာမဲ့တယ်အမှားကမဟုတ်မိမိပြုလို့ပြင်လို့ပြုပြင်ဖန်တီးလို့မဖြစ်တဲ့အဝတ္တဝတ္တမဟုတ်မိမိတို့ခန္ဓာကိုယ်အုပ်ချုပ်စိုးမိုးနိုင်ခွင့်မရှိတဲ့အနိစ္စကရဏသဘောဒါရီအနတ္တလက္ခဏာဉာဏ်ထင်လာသဘာဝတရားတွေစုပေါင်းပြီးတော့စုပြုံပြည့်နေတဲ့သဘောတရားပဲဖြစ်တယ်ခန္ဓာဒီခန္ဓာရဲ့အမှန်ဆုံးတရားကိုအမှားတိုင်းပြောရရင်လုံးဝရစရာမရှိတဲ့သဘောတရားစုပဲဒုက္ခသစ္စာဖြစ်တဲ့သဘောတရားကိုပရိညေယံတိဘိက္ခုမေဘိက္ခုပရိညာတပ္ပန္တိမေဘိက္ခုပရိညာတန္တိမေဘိက္ခုဒီလိုအသိ30နဲ့အပိုင်နိုင်သဘောပေါက်ရင်သစ္စာကိုသိပါတယ်မိမိခန္ဓာမှာသိစရာသစ္စာဒီဒုက္ခသစ္စာတစ်ခုပဲဒါသိဖို့အတွက်မဂ္ဂသစ္စာဆိုတဲ့ခန္ဓာအမှန်အမှန်တိုင်းသိတတ်တဲ့အသိနဲ့စလေ့ကျင့်မဂ္ဂသစ္စာကိုလေ့ကျင့်တော့ဒုက္ခသပရိညတ်တော်ဆိုတဲ့သဘာဝတရားကိုအပိုင်နဲ့လေ့လာပြီးသားဖြစ်သွားအဲဒါလိုခန္ဓာရဲ့သဘာဝအပြည့်ဒီရရယူရမရှိတဲ့ဆေးရစေအမှန်ဖြစ်တယ်လို့သဘောပေါက်တဲ့အချိန်မှာခန္ဓာဘောတွေ့ရတဲ့သမုဒိယသစ္စာမတွေ့တော့ဘူးအနည်းဆုံးတွေ့ရမှုအားနည်းသွားပြီတွေ့ရမှုအားနည်းနေတဲ့နေရာမှာတွေ့ရခြင်းကင်းလို့တဲ့និရောဓတွေ့ရမှုတစ်ချက်သားအားနည်းသွားនិရောဓဆိုនិရောဓသဘောတရားတစ်ချက်သားကိုစောင်းဝင်လာခန္ဓာသဘာဝရဲ့အမှန်တရားဒုက္ခကိုရစရာမရှိအောင်မြင်တဲ့အမြင်ဟာခန္ဓာသဘာဝအမှန်လဲသိရောတော်ရတဲ့သမုဒိယသစ္စာအားနေတော့ဒါကြောင့်ကဝံပတိသုံးပါယောဒုက္ခံပတ္တိယောจิตุတိဒုက္ခသစ္စာအမှန်တရားယူเสียရเสียပြီးတဲ့လောပတ္တိပြီးတော့ထိုယောဂီပုဂ္ဂိုလ်သည်သမုဒိယံပိပတ္တိသမုဒိယသစ္စာပယ်ဖို့တရားကိုလည်းသူမြင်ပါတယ်ဒုက္ခនិရောဓပိပတ္တိပယ်เสียတရားမြင်လို့ပယ်သွားတဲ့အချိန်မှာပယ်တဲ့အတိုင်းတာအတိုင်းនិရောဓအစားဝင်မှာဒုက္ခនិရောဓဂ ामिनी ပရိပရံပိပတ္တိတောင်သစ္စာလေးချက်တကယ်နဲ့မဲ့ကိစ္စပြောအမှန်တရားသစ္စာကိုသိရမယ့်သစ္စာဒီကိုခန္ဓာမှာဘယ်အနေနဲ့သိရမလဲပြည့်တဲ့အနေနဲ့သိရမှာဖြစ်တော့ဒီအပြည့်ကိုပိုင်နိုင်ရင်ဒုက္ခသစ္စာပရိညာကိစ္စပြီးပြည့်တဲ့လို့ပြည့်တဲ့လို့ပြည့်တဲ့လို့ချိန်ပါများစွာထခါတကရှုခြင်းသည်ထိုဒုက္ခသစ္စာကိုပရိညာကိစ္စဖြစ်အောင်လို့ရှုတာကိုယ်ခန္ဓာနဲ့ကိုယ်အသိကြိုးစားကြည့်ပါအချိန်နည်းသွားပြီဒါကြောင့်မိမိတို့ခန္ဓာကိုလေ့လာပြီးရှုကြည့်မဲ့ပုဂ္ဂိုလ်ဟာဆန္ဒမစောနဲ့မိမိရဲ့ခန္ဓာကိုယ်မိမိတို့သဘောကျလို့ရှုတယ်အေးအေးဆေးဆေးပေါ့လောမကြည့်နဲ့ခန္ဓာကိုလေ့လာမဲ့ညာကြီးကြီးလင်းလင်းဖြစ်အောင်ခန္ဓာကိုစိတ်ရှိလက်ရှိလေ့လာပါ
ကိုသိစရာခန္ဓာပဲရှိတယ်ကိုဒီခန္ဓာကိုမိမောက်ကြပုဂ္ဂိုလ်သတ္တပြဉ္ညာအနေနဲ့မို့လို့တွဲနေတာပရမသိဒီတခါတည်းသိသွားပြီဆိုရင်သူ့ဟာကူကတွဲလွတ်လာကိုကတင်းမဲ့ဒီဥစ္စာတို့ဖြတ်ယူရတာမဟုတ်ဘူးခန္ဓာကိုအမှန်တရားကိုအမှန်တိုင်းလေ့လာသိရှိတယ်အသိဉာဏ်တော်ရစရာမရှိတဲ့ခန္ဓာကိုထောက်ပြသွားတယ်ဒါတော့ဖောက်ပြန်နေတာမိမိတွေ့ရစရာလားဖောက်ပြန်နိုင်ပြည့်နေတာဟာနှစ်သက်စရာလားအကုန်လုံးခန္ဓာတစ်ခုလုံးတစ်ပြည့်တည်းပြည့်နေတဲ့ဥစ္စာမိမိတို့သဘောကျစရာလားဆိုတဲ့ဥစ္စာခန္ဓာထောက်ပြတယ်မိမိရဲ့သိရနောက်ကနေလိုက်ကြည့်ဦးခန္ဓာရဲ့သဘာဝတရားကိုသိရင်နဲ့တော်ရမှုတွေအားနည်းမှမသိနေလားကိုယ်မှမသိကိုယ်လာပြတ်မှမသိပြတ်ဒါသူကိစ္စနဲ့မိမိကိစ္စဆိုရင်အမှန်တရားကိုအမှန်တိုင်းသိဖို့ဖောက်ပြန်တယ်လို့သိနေပါပြတ်ထာတွေကိုများများသိချင်ဝိပဿနာရှုတယ်ဆိုတာခန္ဓာရဲ့ပင်ရင်းဖြစ်တဲ့ဖောက်ပြန်တာကိုများများသိဖို့ဒီသဘာဝတရားတွေပြတ်ထားအောင်ပြတ်တဲ့အတိုင်းသိနေဖို့ပဲလို့တခြားဘာမှကိစ္စမရှိဘာလို့မှကြံဖော်မကြည့်အောင်ဉာဏ်ရှိမှမှရှိတဲ့အတိုင်းမြင်တဲ့အတိုင်းသိသွားရုံပဲကျိုးစားကာယအချိန်ပြေသွားပြီ